အားလုံးပဲမင်္ဂလာပါကျွန်တော်အခုလာမဲ့တရက်6လ2026တတိတီတွေအတွဲလေးပေါ့နော်ဒါတောက်လျှောက်မှန်တဲ့အတွဲလေးပေါ့ပြပေးရပါဟိုဟာတော့6တက်နဲ့တော့1နဲ့အတွဲနဲ့မှန်တော့တာပဲအခုဒီဘက်ပြန်ကြလာပြီပေါ့ဗျာဒီဘက်ဆက်မှန်မယ်ဆိုရင်တော့ရမှာပေါ့ဒီလိုပါ6နဲ့ဒီနောက်ပိတ်6နဲ့ဒီကတပင်ကျော်က9နောက်ပိတ်နဲ့6နဲ့9နဲ့ပေါင်းတော့1ကိုတပွင့်ကြီးတော့နှစ်တစ်လုံးပါဒီက8နဲ့9နဲ့ပေါင်းတော့3နှစ်ခါ9တစ်လုံးပါနှစ်9အတွဲပေါ့နော်နှစ်9အတွဲနဲ့နှစ်9နှစ်ဆိုကြပါအောက်ကပြင်မှာလည်းဒီလိုပဲနှစ်နဲ့ဒီကနှစ်နောက်ပိတ်နဲ့6နောက်ပိတ်နဲ့ပေါင်းတော့8ကိုတပွင့်တိုးတော့9တစ်လုံးပါ9တစ်လုံးပါနဲ့ဒီက8နဲ့6နဲ့ပေါင်းတော့4နှစ်ခါနှစ်တစ်လုံးပါ92အတွဲပေါ့နော်92အတွဲနဲ့9ခုနှစ်ဆိုကြပါလားဒီမှာလည်းဒီလိုပဲ2နဲ့3နဲ့ပေါင်းတော့9ကိုတပွင့်တိုးတော့6တစ်လုံးပါဒီက6နဲ့3နဲ့ပေါင်းတော့9နှစ်ခါ6တစ်လုံးပါ66အတွဲပေါ့နော်66အတွဲကို866ဆိုကြပါလားဒီမှာလည်း6နဲ့4နဲ့ပေါင်းတော့3ကိုတပွင့်တိုးတော့1တစ်လုံးပါ3နဲ့4နဲ့ပေါင်းတော့4နှစ်ခါက2တစ်လုံးပါ1နှစ်အတွဲပေါ့နော်အဲ့မှာတော့မှန်တော့တာပဲ6တက်နဲ့ဆိုပြီးကြာသွားတယ်အခုလာမယ်ပွဲဆက်မှန်မယ်ဆိုရင်တော့2နဲ့9ပေါင်းတော့9တပွင့်တိုးတော့3တစ်လုံးပါဒီက3နဲ့9ပေါင်းတော့9ရဲ့နက်က3တစ်လုံးပါ3အတွဲပေါ့နော်မှန်ခဲ့မယ်ဆိုရင်ဒီမှာတော့လည်း66အတွဲဟိုဒီမှာ866လို့ကြာတယ်အခုကလည်း3အတွဲဆိုတော့ဆက်မှန်ခဲ့မယ်ဆိုရင်တော့ရမှာပေါ့ဗျာဂျန်နဲ့တစ်လုံးကတ်ပြီးတော့ထိုးကြည့်ကြပါဗရိတ်လိုင်းကတော့မပြတော့ဗျာဗရိတ်လိုင်းကတော့တချမ်းမှန်တချမ်းဖောက်နေတယ်မပြတော့ဘူးဒီည3အတွက်ဒီအတွဲမှန်ကလေးမဆက်မှန်မှဆိုတော့လာမဲ့ပွဲကို3အတွက်ပေါ့နော်ဒီလေးကတော့ပြီးခဲ့တဲ့ဘက်ကကီးရတော့မှန်သွားတာပဲဗျာဒီမှာတော့တောက်လျှောက်မှန်သွားတာပဲဒီမှာဒီနှလုံးပေါင်းတော့8ပါဝါ3 8ပါဝါ3 8နှစ်ခတ်1ပါဝါ6 8316ကီးကို145ဆိုတော့1ပါဝါဒီမှာလည်း9နဲ့4နဲ့ပေါင်းတော့3ပါဝါ8 3နှစ်ခတ်5ပါဝါ3ည3853ညကီး3853ကီးကိုဘာပါသွားလဲ5ပါသွားတယ်5နှစ်ဆိုတော့9နဲ့4နဲ့5နဲ့ပေါင်းတော့9ပါဝါ4 9နှစ်ခတ်6ပါဝါ1 946ကီး946ကီးကို895ဆိုတော့9ပါသွားပါနော်ဒီနှလုံးပေါင်းတော့4ပါဝါ9 4နှစ်ခတ်2ပါဝါ9 49နှစ်ကုန်ပြီ49ကုန်ပြီကို936ဆိုတော့ခွန်ပါသွားတယ်ဒီနှလုံးပေါင်းတော့9ပါဝါ4 9နှစ်ခတ်6ပါဝါ1 946တကီကို9ခုနှစ်ဆိုတော့9ပါသွားတယ်ဒီနှလုံးပေါင်းတော့ခွန်ပါဝါ2 9နှစ်ခတ်3ပါဝါ5 9နှစ်3 5ကီ6နှစ်9ဆိုတော့2ပါသွားတယ်ဒီနှလုံးပေါင်းတော့9ပါဝါ4 9နှစ်ခတ်6ပါဝါ1 946တကီကို963ဆိုတော့6ပါသွားတယ်ဒီနှလုံးပေါင်းတော့8ပါဝါ3 8နှစ်ခတ်1ပါဝါ6 8316ကီ866ဆိုတော့8နဲ့6နဲ့နှလုံးပါသွားတယ်6ဒီနှလုံးပေါင်းတော့2ပါဝါ9နှစ်ခတ်4ပါဝါ9နှစ်ခွန်4ကိုကီကို339ဆိုတော့9ပါသွားတယ်ဒီနှလုံးပေါင်းတော့6ပါဝါ1 6နှစ်ခတ်9ပါဝါ4 6တက်9လေးကီ914ဆိုတော့14နှလုံးပါသွားတယ်3နဲ့1နဲ့ပေါင်းတော့1ပါဝါ6 1နှစ်ခတ်8ပါဝါ3 1683ကီ1683ကီကို6တက်နဲ့ဆိုတော့16နှလုံးပါသွားတယ်ဒီနှလုံးပေါင်းတော့2ပါဝါ9 2နှစ်ခတ်4ပါဝါ9နှစ်ခွန်4ကိုကီကို3ခွန်ဆိုတော့ခွန်ပါသွားတယ်ဒီနှလုံးပေါင်းတော့8ပါဝါ3 8နှစ်ခတ်1ပါဝါ6 8316ကီပေါ့နော်ပြီးခဲ့တဲ့ပွဲမှာ83နှလုံးပါသွားတယ်38ခွန်ဆိုတော့83နှလုံးပါအခုလာမဲ့ပွဲကို9နှစ်ခတ်9နဲ့5နဲ့ပေါင်းတော့9နဲ့8နဲ့ပေါင်းတော့5ပါဝါ3 9နှစ်ခတ်3ပါဝါ8 5338ကီပေါ့နော်ဒါကီလေးရတော့တောက်ချောင်မှန်နေတဲ့ဟာလေးပြန်ပြီးတော့တင်ပေးလိုက်တာပါ